အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာဝန်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ထိုင်လာကိုသွားခေါ်ရမှာပေါ့နော်သူကတော့ကျွန်တော်တို့သိရတော့ဟိုဘက်ချန်တောင်ကြီးရဲ့ outpost ပေါ်မှာရှိတယ်လို့ပြောရပဲကဲကိုဘို့တို့ကိုကျွန်တော်ခွင့်တောင်းပြီးတော့ဒီနှစ်ကောင်ကိုခေါ်သွားလိုက်မယ်ဗျโอเคဒီနှစ်ယောက်ကကျွန်တော်ရဲ့ body card နှစ်ယောက်ပေါ့နော်ကျွန်တော်တယောက်ထဲနဲ့ဆိုရင် short သွားလိမ့်မယ်သိရမလားအဲ့တော့ okay let's go သွားလိုက်ကြရအောင်ဟိုဒီနှစ်ကောင်ပါနော်ပါ okay ကဲကျွန်တော်ဒီဘက်ကတောင်ကြီးရဲ့ဟိုဘက်ချမ်းမှာပေါ့နော် outpost ကတော့ okay ကျွန်တော်သွားလိုက်ကြရအောင်ကဲ okay ကျွန်တော်ဒီမြစ်ကိုကြော်ပြီးသွားရမယ်ပေါ့နော်ကဲနောက်ပြီးတော့ရင်ကျွန်တော်ဒီ outpost ဘက်မှာပေါ့နော်ကျွန်တော်ဒီဘက်ကဟိုနှစ်ယောက်လုံးပါရင်နော် okay မပါမှာစိုးနေတာပေါ့နော်ကဲ okay ဒီ outpost မှာ rate တွေကတော့စတွေ့နေရပြီပေါ့နော်ကျွန်တော်ရဲ့မဟာရန်သူကြီးတွေစတွေ့နေရပါပြီ let's go အဲ့တော့ဒီကောင်တွေကိုစပြီးတော့ကျုံးရမယ်ရအောင်နေဒီမှာချဖို့လာတာကွာချတယ်ဒီကောင်လေးချတယ်ကဲတော့ဒီကောင်ဝိုင်းကြုံရအောင်လေတို့လို့အေးကောင်းတယ်ဒီကောင်ရှောသွားပြီကဲကျွန်တော်ဒီကောင်လေးအလံကိုတော့ရသွားပြီပေါ့နော်ကဲဒီမှာကျွန်တော်ဒီကောင်လေးကိုပါကျုံရတော့မယ်ပေါ့နော် let's go ဟေးအောင်ကြီးလုံးကြအောင်ဟေးအောင်ကြီးလုံးတော့ငါကြောက်တယ်နော်ငါတယောက်တည်းနဲ့ဆိုရှောသွားမှာโอเคဒီဘက်မှာတော့ဘူးမှမရှိတော့ဘူးအဲ့တော့ကျွန်တော်ဝင်ပေါက်ကိုလိုက်ရှာမယ်ပေါ့နော်ဟာဒီဘက်မှာမရှိဘူးကဝင်ပေါက်ကိုလိုက်ရှာဟာဘဲကောင်းတော့ဟာရောက်ဒီပေါ်မှာမပြစ်ဘူးလားကိုကိုရင်ဘာရက်လုံတာတော့အေးရိုင်းပြားတာကွာတို့ရောငါရှောတော့မယ်ဟိုခုမှလောက်ကြဟာသွားပြီဟေးရှောသွားပြီနိုးမဖြစ်ဘူးရောက်ရေးကျွန်တော်ဒီကောင်နဲ့တော့ဘာမှမသိဘူးဗျ rate တော်တော်ကြီးများမှာသိလားအဲ့တော့ဒီကောင်အာတင်းထားပေါ့နော်ကျွန်တော်ဟိုပေါ်မှာဒီကောင်တွေ့နေရတယ်ဟိုပေါ်မှာထိုင်လောက်တွေ့နေတယ်ကဲဟာရောက်ရေးငါတော့ရှောတော့မှာပဲအဲ့လိုဆက်လုံးနေလို့မရဘူးနော်ငါရှောသွားလိမ့်မယ်တော်ငါတက်ဆုပ်တော့မယ်တော်လုံးငါကောင်မှရှောသွားပြီအိမ်ကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်ဒီနှစ်ကောင်ကိုပတ်စံပေးပြီးကျွန်တော်နောက်ကိုလိုက်ခိုင်းနေပေါ့နော်ကဲတကောင်တော့ရပြီနောက်တစ်ကောင်ကတော့ဘယ်နားမှာတော့နောက်တစ်ကောင်โอเคမင်းရောလိုက်အောင်မလား3ကောင်လောက်ခေါ်သွားလိုက်မယ်ကွာလို့ဒီကောင်တော်တော်ကြီးပတ်စံများတာပဲဟောင်းကြီးဟာရိုင်းပြတာကျုံကြီးပတ်စံတော်တော်ကြီးတောင်းနေကောင်ပဲဒီကောင်ကဲအဲ့တော့တော်ကြီးကွာငါတို့ရတဲ့နှစ်ကောင်နဲ့ပဲသွားမယ်ကဲပြန်သွားရအောင် let's go ကဲကျွန်တော်ဒီမှာဒီနေဝင်ချိန်ကြီးမှာပေါ့နော်ကျွန်တော်ကျုံရတော့မှာဒီမှာကျွန်တော်မှာ crossbow လေးတစ်ခုရှိရယ်ထိုးတန်းအောင်အနိုင်တစ်ခုလည်းယူလာရပေါ့နော်အိမ်ကနေပြီးတော့ကဲအဲ့ဒီတော့ကျွန်တော်စတင်ပြီးတော့ကျုံကြရအောင်ချဖို့နေတာဒီမှာ rate တွေကတော့မရှိတော့ဘူးဗျကဲ okay ဒီမှာ rate တွေကတော့မရှိတော့ဘူးဟိုးဝေးမှာပဲကြံတော့တယ်အဲ့ဒီတော့ထိုင်လောက်ကိုအမြန်သွားခေါ်ကြရအောင် let's go ကျွန်တော်ဒီနှစ်ကောင်အေးဆေးဝင်နိုင်မယ်လို့ပဲမျိုးလင်းပါတယ်နော်ဒီပေါ်မှာတော့ဘေးရန်သူမှတော့မရှိတော့ဘူးထင်တာပဲokay မရှိတော့လမ်းပိတ်ထားတဲ့ဟာဒီကောင်ကလမ်းပိတ်ထားတယ်ဆိုတော့ဒါမှမဟုတ်ဖွင့်ပြီးဝင်ရမယ်ကိုနှစ်ယောက်ကိုကျွန်တော်ဒီအောက်ထပ်မှာပဲထားခိုင်းလိုက်မယ်နော်အောက်ထပ်မှာပဲမတက်ရက်ခိုင်းလိုက်တော့မယ်ကွာရမင်းမတက်ရက်နေခဲ့ဟိုတော့ဘယ်ရောက်သွားတော့ဟိုတယောက်ဘယ်ရောက်သွားလဲနည်းနည်းတော့ like တယ်ဗျကျွန်တော်တို့ဟိုတယောက်ဘယ်ရောက်သွားလဲမသိဘူးကျွန်တော် like ရှာရအောင်ကဲအဲ့တော့ဘယ်ရောက်သွားဟိုတော့ဘယ်ရောက်သွားတော့ဟဲ့အောင်ကြီးဩဒီနားမှာတွေ့မင်းနားမှာရက်တော့မင်းနားမှာမတက်ရက်နေလို့ဟဲ့အောင်ကြီးမတက်ရက်ဒီကောင်လေးအပေါ်မှာပဲနေချင်းတပဆိုလေအပေါ်မှာပဲထားရတော့မှာကွာလို့ကဲဒီမှာထိုင်လာတော့တွေ့ပြီဘယ်ရောက်သွားဟာဒီကောင်လေးညှိနှိုင်းရမယ်သိလားဟေးအောင်မင်းကညှိနှိုင်းလို့လားဟေးအောင်ရေးဘယ်သွားတော့ဒီဘက်လာမင်းကဒီကောင်လေးဦးဆောင်လာလားဟေးအောင်ဟုတ်တယ်အဲ့တော့မင်းငါနဲ့တူပြန်လိုက်ခဲ့တော့ကွာငါတို့လည်းချာကြီးကိုသွားပြီးတိုက်ခိုက်ကြမယ်သိလားငါနဲ့တူပြန်လိုက်ခဲ့ဘယ်တော့မှမလူမလိမ့်တော့ဟာဟေးအောင်ရေးငါ့ကိုဒီကောင်တွန်းချရတာပဲ no မဖြစ်ဘူးငါဒီလိုမျိုးနဲ့ဆိုမဖြစ်တော့ငါအိမ်ကိုလည်းပြန်ပြပါမယ် no ဖြစ်ပါလေ no သွားပြီ oh shit ငါအသက်တရုံးမဲ့ကြံတော့ဟေးအောင်ရေးသွားပြီ skeleton တွေရောအောင်ရေးသွားပြီငါဒီလိုဆိုရင်တော့ငါ short တော့မှာပဲထိုင်လားငါနဲ့ပြိုင်ဘက်ဖြစ်သွားပြီလားမသိဘူးကွာဒီကောင်ငါနောက်ကိုမလိုက်ချင်ဘူးလေကျွန်တော် zombie တွေအများကြီးပဲငါတိုင်းပြူတော့ရောက်နိုင်ပါမလားမသိဘူးကွာဒီတော့အများကြီးဆို oh shit no တော်ပြီငါမိုးချိုးပြင်ရှောသွားလိမ့်မယ်တော်ပြီဟဲ့အောင်ရေးကျွန်တော်အများကြီးပဲကွာမဖြစ်ဘူးအိုးတော်ပါသေးရဲ့ကွာငါကယ်တင်ရှင်ရောက်လာလို့ကယ်တင်ရှင်လည်းငါပြန်ကယ်နေရပြီအောင်ရေးတော်ဆိုးနေကယ်တင်ရှင်ငါပြန်ကယ်နေရပြီဒီကောင်စိတ်ပြောင်းသွားနေမှာတော့ကျွန်တော်နောက်ကိုလိုက်လာပြီလားဒီကောင်စိတ်ပြောင်းသွားနေတူတယ် oh yes ငါတို့တူတိုင်းပြူပြန်ကြရအောင်ငါတို့ revenge ကြီးကိုသွားပြီးတော့ဖမ်းကြမယ်လေသိလား let's go အဲ့တော့သွားကြမယ်ငါတို့အိုးစိတ်ပြောင်းသွားလို့တော်ပါသေးရဲ့ကွာမဟုတ်ရင်တော့ငါဒီ zombie တွေဘာမှမတွေးရစရာပဲကွာ okay ကျွန်တော်တိုင်းပြူအမြန်ပြန်ကြရအောင်ဗျာမလီတော်ပါသေးရဲ့ဟာမသိခဲလို့သာပေါ့ကွာတော်ပါသေးရဲ့ငါသိသွားရင်တော့ကတ်နိုင်ဟာဟဲ့ဒီကောင်ဘာသာကြီးစားနေရောက်ချာတန်းရောက်
အဲ့ဝါသားခင်ခြာတန်းရအောင်မင်းတိုင်းပြည်တွေကိုအကန်ယူဝင်လို့မရဘူးရအောင်ခြာတန်းရအောင်ဒီကောင်ဘာကောင်မှမသိဘူးကွာကဲကျွန်တော်တို့ကိုပိုးတုတ်စီကိုအမြန်ပြန်ကြရအောင်အိုးဒီမှာကျွန်တော်နောက်နေ့မနက်မှာကိုပိုးတုတ်ကိုသွားသတင်းပို့ရပေါ့နော်ကဲကိုပိုးတုတ်ကြီးကျွန်တော်တို့ပြန်ရောက်ပြီရာဒီမှာပါလိုက် mission complete ကဲရောဒီပစ္စည်းလေးထည့်ကြရအောင်ကျွန်တော်တို့ပို့နေတဲ့ပစ္စည်းပေါ့နော်ကျွန်တော်တို့ Revenger ကြီးကိုဖမ်းခဲ့မယ် Revenger ကြီးကိုဖမ်းပေးပြီးသွားရင်တော့ကျွန်တော်ရဲ့ကဘာကိုကိုပိုးတုတ်ကလိုက်ပို့ပေးမယ်လို့ကြားတယ်ဗျကဲ okay ကျွန်တော် Revenger ကြီးကိုသွားဖမ်းလိုက်ကြရအောင်ညောင်ကြီးလာခဲ့လေကွာကြားတာ Revenger ကိုသွားဖမ်းပါပါဒီကွာဒီကောင်ကြားနေလာလာမြင်ကိုပိုးတုတ်ကိုမြိုင်းမိနေတယ်လာလာသွားမယ် let's go ကဲတော်တော်ကြီးကိုဝေးလံခေါင်းပြနေရအောင်သွားမှာဆိုတော့ကျွန်တော်တို့ဒီနေ့ခီးရတော့ပန်းမယ်ပေါ့နော်ကျွန်တော်တို့သူ့ကို Revenger ကြီးနဲ့သူကျွန်တော်တို့နှစ်ယောက်တူတူပူးပေါင်းမှာ Revenger ကိုနိုင်ပါဗျကျွန်တော်တို့ခုနကတော့ဖမ်းခဲ့တော့မှကျွန်တော်တို့တော်တော်ကြီးကိုအားဆိုင်လိုက်ရတယ်ပေါ့နော် Revenger ကိုဖမ်းတော့မှကဲ let's go ကျွန်တော်တို့ Revenger ကြီးကတော့တော်တော်ကြီးကိုဝေးရဲ့နေရာမှာပဲဗျတိလားကျွန်တော်တို့ video အစပိုင်းမှာတော့ကျွန်တော်နည်းနည်းကြော်ထားရတာဗျ Revenger ကိုသွားတဲ့နေရာဒီဘက်ထဲမှာကျွန်တော်တို့ဒီမှာ Revenger ကြီးကိုဖမ်းခဲ့ပြီးသွားရင်ကျွန်တော်တို့လောင်ရင်းစောက်ရမယ်ပေါ့နော်လောင်ရင်းထဲမှာကျွန်တော်တို့ Revenger ကိုထည့်ရမှာပါဒီတောင်းမှာတော့ကိုပိုးတော့ကလောင်ရင်းစောက်ပြီးသားလို့ကြားရတယ်ဗျတိလားအဲ့ဒီတော့ကျွန်တော်တို့ Revenger ကိုဘယ်လိုများလုပ်ရမလဲကျွန်တော်လည်းမသိတော့ကျိုးနဲ့ဆွဲခွန်လည်းမရဘူးဗျကျွန်တော်တို့ဒီကောင်မြားခေါ်ပြီးတော့လောင်ရင်းထဲကိုထည့်ရင်ပိုကောင်းမယ်တူတယ်တိလားအဲ့တော့ကျွန်တော်တို့စပြီးတော့သွားလိုက်ကြရအောင်ကျွန်တော်တို့တော်တော်ကြီးဝေးလံခေါင်းပြရဲမိုးတွေကလည်းရွာနေရဆိုတော့ကျွန်တော်တို့ဒီနေ့တော့လမ်းပန်းကျန်းနေပေါ့နော်ကျွန်တော်တို့ view site ပြီးသွားရမယ်ဒီလမ်းမှာကျွန်တော်တို့ကြောက်ကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ချိုးမကြောက်အောင်လို့ဒီချာ view site ရမယ်ဗျသူကကြောက်တွေနောက်ပြီးတော့အကြောင်းတွေလည်းရှိတယ်ခုတော့မှကျဲတူကျွန်တော်တောင်ကုန်းတောင်စင်းကြီးလည်းရှိတယ်ပေါ့နော်တော်တော်ကြီးကိုအချိန်ပေးလဲပေးရတယ်နောက်ပြီးတော့ရင်တော်တော်ကြီးလဲ view site ရမယ်ပေါ့နော်ဒီလမ်းကတော်တော်ကြီးကိုကျန်းတန်းတဲ့နေရာတွေမှာပါတယ်ဗျဗီဒီယိုအစားပိုင်းမှာကျတော့ကျွန်တော်တို့အဲ့လမ်းမှာနည်းနည်းကောင်းကန်းလေးမပါရတဲ့အတွက်ကျွန်တော်ခြံထားခဲ့ရပါကြော်လိုက်တာပေါ့နော်ဗီဒီယိုအစားပိုင်းမှာကဲကျွန်တော်တို့ရဲ့ဒီ Revenger ကြီးကိုဖမ်းပေးပြီးသွားရင်တော့ကျွန်တော်ရဲ့နောက်ဆုံး mission ပေါ့နော်နောက်ပြီးသွားရင်ကျွန်တော်တို့ရဲ့တကယ်ကဘာအစ်စ်ဖြစ်တဲ့ကျွန်တော်ရဲ့ Random Island Season 1မှာတော့နေခဲ့တဲ့ကျွန်တော်ရဲ့ကဘာကြီးကိုသွားရတော့မယ်ဗျကဲအခုတော့ဒီမှာ Revenger ကြီးရှိတဲ့နေရာကိုရောက်ပါပြီခင်ဗျာကျွန်တော်ဒီကောင်ကိုဖမ်းခဲ့ရပါတော့ဒီနားမှာ okay ဒီမှာကျွန်တော်တို့ဘလို့စတော့ရင်ကောင်းလဲဆိုတော့ကျွန်တော်လှောင်အင်းစောက်ရမှာပေါ့နော်ကျွန်တော်အိမ်မှာနှောင်ကြီးရတော့စောက်ပြရလို့ကြာ oh shit မလီတော်ပါသေးတယ်မလီတော်ပြီငါတို့တိတ်တီခုတ်ပြီးလောင်ရင်စောက်အောင်မယ်ဗျာတိလားအဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်းပါ